င်သွားညမဲ့ vlog ဖြစ်ပါတယ်စပင်ကကျွန်တော်မညက်တာခုနဲ့ဆိုရင်ဒါ3လလောက်ရှိပြီပေါ့နော်အရင်တော့အရင်ခါက basket ညက်တာကွာစပင်ရှည်ကတော့ပုံကမချဖြစ်နေတာစပင်သွားညက်ပါဟယ်လိုsamurai ค่ะ 50%. Oh, it's okay. Oh, okay. Line ครับ Okay ครับ Thank you ขอบคุณครับบ๊ายบายครับ Bye see you ကျွန်တော်အမြင်ရပါပြီဒီနေ့စပင်သွားညက်တာနည်းနည်းတော့တူသွားပြီပေါ့နော်ဒါအရင်တော့ကျွန်တော်က basket ညက်တာနည်းနည်းရှည်လာတော့ကျတော့ basket ဆိုတော့နည်းနည်းပုံအောင်မလာတော့အကျမို့သွားညက်လိုက်တာပါမညက်တာလည်း3လလောက်ရှိပြီဆိုတော့တော်တော်လေးရှည်နေလို့ပါခုတော့ bike ကလေးဖြစ်သွားပါပြီလှပါတယ်ရှည်လိုက်တော့နည်းလှပိုလာမယ်လို့ထင်ပါတယ်ခုတော့နည်းနည်းလေးနေရတာတစ်မျိုးလေးဖြစ်နေတယ်ပေါ့နော်ကျွန်တော်ညက်တဲ့ဆိုင်ကဒီကျွန်တော်ဘန်ကောက်ရောက်ကြတယ်အဲ့မှာပဲညက်လာတာဒါတောက်လျှောက်ဒီ S ဆိုင်ပဲကျွန်တော်လည်းညက်ဖို့ရပေါ့နော်ဒါ bearing မှာနေတော့ဒီဆိုင်ကိုတော်များသိကြပါတယ်ညက်ခါဘယ်လောက်ပြရလဲဆိုတော့300မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့4000လောက်တော့ရှိမယ်ထင်တယ်ထားပါတော့မစိုးပါဘူးတန်ပါတယ်ဘန်ကောက်ကဘာဖြစ်ဘန်ကောက်စပင်းညက်တဲ့လူတွေကတော့တော်တော်လေးအဆင်ပြေကြတယ်စိတ်လည်းတော်တော်ရှည်ကြတယ်တော်တော်လေးကောင်းတယ်ပေါ့နော်အဆင်ပြေပါတယ်ကျွန်တော်တခုပြောချင်တာကျွန်တော်ဒီ main vlog မှာ vlog တွေ3ရက်ချာတစ်ခါလောက်ကျွန်တော်တင်နိုင်အောင်ကျွန်တော်စူးစမ်းနေပါတယ်အဲကြတော့ကျွန်တော်ရဲ့ဒီ main vlog YouTube channel ကိုဒီ like and subscribe လုပ်ရသေးဆိုရင် like and subscribe လုပ်ပြီးဖို့ပြောချင်ပါတယ်အဲ့ဆိုရင်ဒီ vlog လေးကတော့ဒီလောက်ပါပဲကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့နောက်နေ့မှာပြန်တွေ့ပါမယ်တဒါ